ဒီရှောမှာဆင်းသွားသူတိုင်းပြန်မထွက်လာခဲ့ကြဘူးကလေးတွေဟာရှောထဲဝင်သွားပြီးပျောက်ကွယ်သွားကြတယ်ဒီထူးဆန်းတဲ့သတင်းကို TV မှာတွေ့ရတဲ့အခါညီမ2ယောက်ကမယုံနိုင်ပဲကိုယ်တိုင်အမှန်ကိုရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်အမကြီးကညီမလေးရဲ့ခါမှာကြိုးကြည့်ပြီးအဝမာနေကကြိုးကင်ထားတဲ့ညီမလေးရှောဆင်းသွားပေမဲ့ဘာမှမဖြစ်ပဲကောင်းကောင်းပြန်ထွက်လာတယ်သူတို့ထက်ခါဆန်းကြည့်ပေမဲ့ဘာမှမဖြစ်တော့ဘူးဒါနဲ့ညီမလေးကကောင်းကိုရှေ့ထားပြီးဆင်းဖို့ဆုံးဖြတ်လိုက်တယ်သူရှောထဲဝင်သွားတဲ့ခိုင်လှိုင်ကောင်းဟာကုံဆုံးမှာမဟုတ်တလို့ခံစားရတယ်နောက်တစ်မိနစ်မှာတော့အရာမောင်သွားတယ်သူမှမျက်လုံးဖွင့်လိုက်တဲ့အခါထူးဆန်းတဲ့ကူကြီးထဲမှာသူ့ကိုယ်သူတွေးလိုက်ရတယ်ပျောက်ဆုံးနေတဲ့ကလေးအားလုံးလည်းအဲ့ဒီမှာရှိနေကြတယ်ချက်ချင်းပဲကြောပိုးအိတ်ကနေချင်းကိုက်ဘုံတစ်လုံးထုတ်ယူလိုက်တယ်ဘုံကိုချိတ်ဆွဲပြီးအချိန်ကိုတတ်မှတ်ကပြန်တက်လာတဲ့ရုတ်တရက်ပဲတွားချုံတွေနဲ့အေယာမပါဇက်ကြီးကလမ်းကိုပိတ်ဆို့လိုက်တယ်မိလိုက်တဲ့အခါမိတော့ကဒီတက်တော်ကိုပါဇက်ဖွင့်ခိုင်းတယ်လို့ဖြစ်သွားတယ်အမကြီးကိုဆွဲတင်ဖို့အော်ပြောလိုက်တယ်အမကြီးကစွမ်းအားရှိသမျှနဲ့ဆွဲတင်ခဲ့တယ်ချင်းကိုက်ဘုံကတုံညက်ပြတဲ့အခိုက်ညီမ2ယောက်လုံးကအမြန်ဆုံးပြေးကြတယ်ကြီးမားတဲ့ပောက်ကွဲတန်နဲ့အတူမြေကြီးတုံခါသွားပြီးဒီထူးဆန်းတဲ့ကူကြီးဟာထာဝရမြေမြုပ်သွားခဲ့တယ်